ဒါကတော့ဒီတော့ပို့မယ်ဟာပေါ့နော်အဲ့မမကဘီးအချောင်လဲလိုချင်တယ်နောက်ပြီးရှင်လက်အိတ်လဲလိုချင်တယ်ပေါ့နော်ပြပြလက်အိတ်လဲပေါင်းတော့ဝယ်ခဲ့ပါတယ်လက်အိတ်ကကျတော့သူ့အတွက်ပေါ့နော်သူစပင်ဆက်ဆွဲလို့ရှင်အပူခံလို့ရအောင်ပေါ့နော်အပူခံလက်အိတ်လေးပါဆိုတော့1 ရဲ့200ပိုက်စာပါနောက်ပြီးဘီးကတော့ဘီးက500ပိုက်စာဒါပေမဲ့ကျွန်မ free ပေးမယ်လို့ပြောထားပါတယ်ကျွန်မလက်ဆောင်ထည့်ပေးတာပါဘီးကတော့ပေါ့နော်ဒါကကျတော့စပင်ပေါင်းစေးရဲ့ဒါကထောက်စေးပါထောက်စေးဒီနှစ်ဘူးကိုတစုံပါပေါ့နော်ဒီတစုံကို7 ရီရရောင်းပါတယ်ဒါကတော့စပင်တုံစေးပါပေါ့နော်တုံစေးဒါကတော့စပင်စီတော့သူကတစ်ဆက်လုံးယူတာပေါ့နော်အခုပြည့်တရားကို delivery ပို့ပေးမှာဖြစ်ပါတယ်ဒီဖြောက်ဆက်ကကျတော့ဒီမမှားတာမဟုတ်ဘူးเนาะတခြားတစ်ယောက်မှားတာပါတခြားတစ်ယောက်ဒီဖြောက်ဆက်နဲ့ဆေးတွေနဲ့မှားတာပေါ့เนาะဒီဖြောက်ဆက်လေးကကျွညာဝင်လိုက်မယ်ပေါ့เนาะ5 ရီရဲ့700ပိုက်စာပဲရှိတယ်လိုချင်လို့ရှိရင်ပြပြသွားပြီးတော့ဝယ်ပေးလို့ရတယ်ပေါ့เนาะတချို့ဆက်တွေဆိုရင်4 ရီရဲ့ကြော်တွေရှိတယ်တချို့ဆက်ဆို3 ရီရဲ့ကြော်တွေရှိတယ်သိလားနောက်ပြီးလို့ရှိရင်ဒီဆက်ကဖွင့်ပြပေးမယ်เนาะဆိုတော့ကောင်းမကောင်းတော့ပြပြလဲအာမမခံဘူးဘာကြောင့်လဲဆိုတော့ပြပြလဲဒီလိုပဲလက်ညှိုးထိုးပြီးတော့ဝယ်ခဲ့ရတာပဲဆက်ဟိုပြပြမရဘူးเนาะဆိုတော့သူတို့အာမခံတော့ပေးရတယ်1 year ပေါ့เนาะဒီမှာရေးထားတာတော့2 year warranty ပေးထားတယ်ဒါပေမဲ့သူတို့ site မှာကျတော့တစ်နှစ်ပဲအာမခံတယ်ပေါ့เนาะအဲ့တစ်နှစ်တော့တည်းမှာတစ်ခုဖြစ်ခဲ့လို့ရှိရင်တော့တပြန်လဲလို့ပြောတာပဲပေါ့เนาะရတယ်လို့ပြောတာပဲဒါလေးပါအကျက်လှနေအောင်နေအောင်လေးဒါ5 year 700ပိုက်စာပဲရှိပါတယ်เนาะဒီချက်ဈေးတော်တိုင်းလည်းရှိတယ်ပြပြကဒီချက်အကောင်းစားပေါ့နော်လိုချင်တာဒါပေမဲ့ဆိုင်မှာကဒါဈေးအကြီးဆုံးပဲဒါဈေးအကြီးဆုံးပဲဒီချက်ကောင်းတာလိုချင်တယ်ပေါ့နော်ဒါပေမဲ့မရှိဘူးဖြစ်နေတယ်ဆိုတော့ဒါလေးကိုပဲထည့်ပေးမှဖြစ်ပါတယ်ဒီမှာပါတစုံမှာနော်